အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ထိုင်းစတန်ဝတ်သားချီလေးနဲ့ပင်လေးရလေးနဲ့အချောက်ကြော်လေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်။အားလုံးဖြစ်ဆိုရင်တော့ဒီကနေနဲ့စက်သွန်ပြုံးနဲ့မျိုးသေးရဲ့ပင်စင်းရေကိုဒါတော့ဒီကအသုံးပြုထားပါတယ်။အသားကတော့စက်သားဝတ်သားမိမိချင်းတရားရွေးရှယ်သုံးပြုနိုင်ပါတယ်။ဒီနေရာမှာအသားကိုကျွန်တော်ကတော့စက်သားပဲသုံးပြထားပါတယ်။ဘာလို့လဲဆိုတော့ customer မှာလည်းတိုင်းချက်ပေးရတာမလို့ပါ။အားလုံးပဲကျွန်တော်တို့လိုက်ချက်ကြည့်လိုက်အောင်ပါအရင်ဆုံးကျွန်တော်ကျွန်တော်ရုပ်တွေကိုညောင်းထောင်းမယ်ပြီးတော့ရင်ဆွမ်းနာပြောတဲ့စာပလာလေးနဲ့မွေးလာတဲ့ဒီခါလေးတူတူရောလိမ့်ပေးရပါမယ်မွေးလာပြီဆိုရင်တော့ဆွမ်းနာကအစင်းလေးလောက်ထားတဲ့စက်သားနုံနုံလေးတွေကိုတစ်ခါလေးထည့်လိုက်မယ်ဒီနေရာမှာဆင်းထားတဲ့အသားဖြစ်တာမို့ဥက္ကဋ္ဌကြောင့်မိလေးရှာတော့အမြဲတမ်းသတိထားပါစက်သားမချက်တစ်ချက်အနေထားရလာပြီဆိုရင်တော့ရာသာမှုထည့်မယ်ရာသာကတော့တခြားဆုံးဝတ်ထည့်မယ်ရှုံမှုဆုံးဝတ်စက်သားမှုဆုံးဝတ်နဲ့မြေကောင်းမှုလေးကိုလည်းကိုချင်ကြိုက်လို့ထည့်လို့ရတယ်ပြီးရင်ဟတ်စီအောင်အယောင်လှလောက်တဲ့အနေထားလောက်ထိထည့်မယ်အများကြီးလေးပါနေထည့်မယ်ဒီနေရာမှာအရာသာမှုနဲ့အမဲစီကိုစက်သားချက်ခံနေမှထည့်ရတာပါဘာလို့လဲဆိုရင်ဒီအမဲစီကဥက္ကဋ္ဌမလို့စောစီထည့်လိုက်ရင်ဥက္ကဋ္ဌတော့လို့ရှိရင်တူနာနေထွက်လာနိုင်လို့ပါဒါကြောင့်မလို့အရာသာထည့်ပြီးရင်လည်းအရင်အကြိုက်စကြောလို့မရပါဘူးအတန်းနဲ့ကြောပြီးတော့လို့ချက်လာပြီဆိုရင်တော့ချလို့ရပါပြီကျွန်တော်ကတော့ဒါတော့အတိအကျမသိရမလို့နာမည်တော့မပြောတော့ပါဘူးဒီလိုမျိုးရှိပါရင် comment မှာပြောခဲ့ကြပါဦးဗီဒီယိုလေးကိုကြည့်လို့ channel တက်တဲ့ပေါ်ကြတယ်ဆိုရင်တော့ like and follow လေးနဲ့ညီပြီးတော့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်